အောက်လန်းဘိုးထင်ဤဘဝအစအခန်း1ဘဝဘာကုန်းနဲ့စပြီးဝါလုံးနဲ့ဆုံးသောနှလုံးထဲသောဗမာစကလုံးနှလုံးကံကိုစပြုလို့ဘဝဆိုတာဖြစ်တည်လာပြီးဘဝကြောင့်ပဲဇာတိဆိုတဲ့မွေးဖွားခြင်းကိုရောက်ရှိကြရပါလိမ့်မွေးဖွားစားကလေးတယောက်ရဲ့ဥဝဲဆိုတဲ့ငိုတန်ကလင်းချက်တော်ကန်ဒီအချိန်ခန့်မှာမောင်မိုက်နေတဲ့ပတ်ဝန်းကျင်ရှိအိမ်လေးတစ်လုံးစီကအစပြုလို့ဝင်းကျင်တစ်ခုလုံးကိုပြန်ကျဲလွင့်စင်သွားပါတော့တယ်မောင်ကောင်းကလေးမွေးပြီးယောက်ျားလေးဟဲ့အားရဝမ်းသားဖြင့်အော်ပြောလို့မဆုံးသေးမြခင်အရက်လက်တဲ့တော်ငယ်လေးရဲ့လန်တကြားအော်တန်ကြားမှာဦးကောင်းရဲ့ခြေလမ်းတွေတုံဆိုင်သွားခဲ့ရပါလိမ့်အကြီးမြခင်ဘာဖြစ်လို့လဲဗျာပြန်ပြေတယ်မပြူချင်းကြောင့်အခန်းထဲသို့ဦးကောင်းလှမ်းဝင်လိုက်တဲ့ချိန်မှာတွေးလိုက်ရတဲ့မြေငွင်းကြောင့်ဦးကောင်းလိုအသားညွညွယောက်ျားရင့်မာကြီးရဲ့မျက်လုံးမှာမျက်ရည်တွေရေဝဲရတဲ့အထိပါပဲအကြောင်းကတော့ငြိမ်သက်စွာရှိနေသောမြခင်ကြောင့်ဖြစ်တော်တယ်မြခင်သည်အသက်ရှူခြင်းကင်းမဲ့စွာလဲလျောင်းနေပါတော့သည်ထိုအချိန်တွင်သူမ၏ဘေးတွင်ရှိနေသောလူမမယ်ကလေးရဲ့ငိုတန်ကငြိမ်သက်နေသောပတ်ဝန်းကျင်ကိုဖောက်ထွက်သွားပါလေတော့တယ်နောင်တွင်ခေါ်မိထိုကလေးငယ်ရဲ့အမိကအောက်လန်းဘိုးတင်အခန်းနှစ်အသက်12နှစ်ကျော်ကလေးမောင်ဘိုးတင်ဟာလွယ်ရီတစ်လုံးကိုလွယ်ပြီးတော့အိမ်ရှိမှထွက်ဟန်ပြင်လိုက်သည်ထိုအခါအိမ်ရှိကိုယ့်ပြက်မှာထိုင်နေတဲ့ဖခင်ဖြစ်သူဦးကောင်းမှဇကားတန်တချို့ထွက်လာလေတယ်ဂျိုးကောင်ဘိုးတင်ပြားပြီကျွန်တော်ဘာလုပ်ပေးရမလဲမင်းဘိုးတင်လို့ဘာလို့ပေးတာလဲသိလားသိပါတယ်သိရင်ပြောစမ်းကွာဘိုးဆိုတဲ့စကလုံးရအသက်ကြီးနေပြီမြန်မြန်သေးမယ်တင်လို့ပေးထားတာပါအေးဟုတ်တယ်မင်းတို့သာမမွေးငါမိမမသေးဘူးကွာကျွန်တော်နဲ့ဆိုင်လို့လားဖေဟာမင်းတို့သာငါမိမမမွေးခင်သေမလားအဲ့ဆိုလေကျွန်တော်လွတ်ပြစ်လိုက်ပေါ့အေးမင်းတို့ငါအဲ့ဒီလိုလှုပ်ချင်နေတာငါညမဆန်းဝေရတာမင်းတို့နှိုးတိုက်ပြီးမွေးထားတာဟုတ်ပါပြီဗျာကျွန်တော်ငတ်သွားပြင်းနဲ့ကြွက်ကပ်ပြီးထားအောင်မှမိုးချုပ်ဦးမယ်သိလားအေးမိုးချုပ်တာချုပ်လို့ရတယ်ပြန်မလာလေးရတယ်ဒါပေမဲ့အချိန်ုံသိတယ်နော်မင်းတလုံးလာပို့ရမယ်အချိန်အေးပါဗျာမောင်ဘိုးရင်ကိုတော်ဖြစ်